တွင်းကြွကြတယ်ရင်းကြတယ်ပါပြီဦးကစစ်တဲ့နာတော့လေဦးကဘဝင်ကိုးချက်ကြောင်ပိုးပြောင်းလမ်းကိုလမ်းဆိုတဲ့ရိုးရာနောက်ပြီးပြင်ပြီးပဲဖြစ်ပါတယ်ဗျာဝိုင်းလေပေါ်တယ်ဗျာ round 1တို့ပါပြီရွှေကြီးနဲ့သုံးလင်းအောင်လို့တွေ့ကြပါပြီဗျာဘုဒ္ဓဆက်တဲ့ဆုံးသုံးကြမယ်ပညာစုံတဲ့မောင်လေးရဲ့ဘွဲဘာမကဲဘူးတော့တကယ်ကြီးခက်တယ်ဝဲတယ်သွားပြန်ဒီပါဗျာအပြည့်ကက်ချင်လွဲတယ်ဗျာနိုင်လက်ပြီးပါဗျာအောက်တော့ခက်တယ်အကောင်းအမြင်ခက်တယ်အောင်မင်းတက်ကြမယ်တော့တကယ်ကြီးနောက်ဒီခက်တယ်အကျဲမလို့အဲကျော်နေတယ်ဗျာသူကတိုင်းတော့လေသူဒူးနေပါအောင်မတိုက်ဟာကျက်နိုင်မေးကျက်နိုင်လို့ရတော့ဒီနဲ့ထုံးရအောင်လေငါပါဒီပါဗျာကတ်ပြန်ကတ်တယ်တယောက်ကအကဲတယောက်ကဘူးပါဗျာတရားလေဘိုင်လည်းပြီးပါဗျာကတ်တိုင်းလည်းပြီးပြလို့တယ်ဆိုတော့ဗျာကောင်းတိုင်းကောင်းရိုက်ပြေတော့ပြေတော့စောက်တိုင်းပါရင်စောက်တိုင်းနိုင်ဆိုတဲ့ရိုးရာတရားတွေပါဗျာရဲ့ပဲရက်မယ်အပြူတော့ဟုတ်တော့ဗျာပါပြီအောက်တော့ခက်တယ်ခက်တိုင်းဒီပါဗျာဒီကအပြင်းသားတွေပါဗျာအောက်တော့ခက်တယ်ဒီခက်တဲ့လက်ပြီးသွဲလုံးပါဗျာခက်တယ်တော့အုံးမင်းကြက်ကြမယ်တော့တကယ်ကြီးခက်တယ်ဝဲသူပြပါလေရာဘီဘာမကဲဘူးတော့တကယ်ကြီးအောက်တော့ခက်တယ်ရဘုရားဆိုင်တော့တိုင်းပဲလေတိုင်းလို့ရတော့တယောက်ကအကဲတယောက်ကဘူးပါရပရမတ်ဒီစုံပြပြပါလေဗျာround 2 ခါပဲတော့ဆက်မယ်တကယ်ကြီးဝေတော့ဒီဆွဲတော့တယ်ဗျာနိုင်လည်းပြီးပါသူကတိုင်းတော့လည်းပြီးဆက်မတိုးနဲ့အောက်တော့ဗျာညတိုင်းပဲညတိုင်းလို့ထိုးတို့ပါပြီဒီညာခဲနေတော့အမျိုးမျိုးကိုတားတာနေပါပြီခင်ဗျာဒီကိုကြီးပေါ်ပါပြီရွှေကြီးတဲ့တွန်းနေအောင်ဘယ်လိုကသုံးဖို့ဆောင်လဲတကယ်ကြီးသူကတိုင်းရတယ်ပြီသူထူးနေပါညအကွယ်ပုံတော့တိုင်းဖဲတယ်တိုင်းလို့ရတော့အောက်တော့ခက်တယ်ဝိုင်းလက်ကြီးတွေပြီးဖို့ကြီးကုန်ပါပြီလာရည်လေးကြောက်ကြဝိုင်းတော့သူကတိုင်းရတယ်ကောင်းတိုင်းကောင်းရိုက်ပါဗျာကျ
ကြပြန်ထပြန်တဲ့တိုင်းလို့ရင်ထိုးမယ်ခံစားရင်ပြန်ကြတော့မယ်တော့တကယ်ကြီးအပြည့်တက်စီပါမယ်သူလာတိုင်းလာတယ်ပြီရပြန်ထပြန်တဲ့တိုင်းလို့ရင်ထိုးဝဲလုံးတွေဆွဲသုံးတယ်ခင်ဗျာတစ်ထက်စီကသတ်ပြီးမယ်တော့တကယ်ကြီးဆိုင်ကတ်တယ်ဝဲတူတွေအကြမ်းမတော်အန်ချော်နေတယ်ခင်ဗျာထိုင်လာပြီဖိုက်တယ်ပြီရလူပြီအားလည်းပြီရတွေ့ကြပါပြီဒီတဲ့ဟောလေးအောင်ရဲ့ဒုတိယစီပါဗျာအပူချုပ်မှာဒူးတုတ်လဲမယ်တော့တကယ်ကြီးရအပြူနောက်ကိုသွားမယ်အပြူနောက်ကိုသွားမယ်1 2 3 4 5 6 7 8 that's it ချိန်ရှိပါပြီခင်ဗျာလုပ်ပါပြီဒီကိုပါပြီခင်ဗျာကဲမဆန်တဲ့တကယ်ကြီးဝဲကျန်နေကြပါပြီလက်ဆောင်မလို့နဲ့ပတ်တယ်အောင်လေးလုပ်ပါပြီခင်ဗျာရအိုင်ဖိုင်ဖိစောနိုင်တော့ရထိုးမယ်လုပ်ပါပြီအမမခံဘူးတော့တကယ်ကြီးအသွားပြန်ပြီရတော့ပြန်ပြီဒုတိယချီပါခင်ဗျာဒုတိယချီစုပ်ရင်ဖြစ်ပါတယ်ခင်ဗျာ3 final round တွေ့ပါပြီရွှေတီးနဲ့တွန်းလေးအောင်နဲ့တတိယချီပါခင်ဗျာလက်ကြလေးလို့ဒီမှာပြန်ဝဲကြားမလို့တုတ်မယ်တကယ်ကြီးရားတဲ့စိတ်လေဒီမှာတွေ့ကြပါပြီသုတ်တိုင်းပိုင်တော့လုတ်တိုင်းနိုင်ရမယ်ဆိုရတကွက်ကိုတော့တိုင်းပန်းတယ်ဟောတော့ခဲ့တယ်သွားကြည့်နေပါဗျာအတိတ်ကရှိလို့ရတယ်ဗျာကောင်းရိုက်တယ်ရက်ဘယ်လိုလဲဘယ်လိုလဲဘယ်လိုလဲတွေးချက်အစ်ဖက်ပါဗျာဘုရားတရားလည်းပြီရက်တန်တာတဲ့တဲ့နောက်ဆုံးအချိန်ပါဗျာလုံးကြီးအချက်ချင်းပါပဲဗျာယောဂအကဲယောဂအထိုးပါပဲဗျာသူလာတယ်ပြီသူလူတွေတိုက်တယ်ဗျာရအဲ့စိတ်တော်တကယ်ကြီးအဲ့တို့ရထိုးမယ်ရတော့ပါပြီလုံးကြီးတစ်ချက်ချင်းပါပဲအောင်လည်းဒီကြောက်လည်းဒီပြည့်လည်းဒီနဲ့ဝိုင်းလည်းဒီပါဗျာဘုံဆောင်ပဲတို့ဒီညာအမျိုးမျိုးကိုကြောက်တာပါပြီတိုက်လည်းဒီပါဗျာကတိုင်းပါဗျာရတော့ပါပြီဒီကိုပါပြီရဟုတ်လို့ဒီမလုံးနဲ့တော့ကြောကြရင်ကြတယ်ပြကြဒါသုံးကြတဲ့ဒီအောင်ကြမယ်လူပြီ
လာဆိုင်ရမယ်ပြီချက်ဆိုင်တို့ရဲ့ထိုးမယ်တကယ်ကြီးတို့ပါပြီဒီကြီးတဲ့ကိုလေးအောင်တို့ရဲ့အောင်ဆုံးကြည့်ပါဗျာချက်တရားကြည့်ပြီးဆုံးခြင်းဖြစ်ပါလေဗျာရှုံးနိုင်ပေါ်တဲ့အတွက်အလူလေးနဲ့ပူရနေပါခင်ဗျာဒီမောင်နှုတ်ဘေးကင်းပြီကိုရော်သားဆရာနေခင်ဗျာဗျာဒီနေ့26ရက်9လ2026ခုနှစ်